support and မိုးကြနဲ့ကနေချိုးစိုးပါတဲ့အင်္ဂလန်ကိုတစ်ကိုရှုံးနေရမှာနောက်ကျကိုတွေ့သွင်းပြီးအာဂျင်တီးနားဘူလူပွဲတက်ပါပြီးလက်ရှိချန်ပီယံအာဂျင်တီးနားကနာမည်ကြီးအင်္ဂလန်ကိုတစ်ကိုရှုံးနေရမှာနောက်ကျကိုတစ်ကိုနဲ့တစ်ကိုအနုတ်တစ်ကိုအနိုင်ရပြီးဘူလူပွဲတက်ရောက်သွားပါတယ်။သမိုင်းအရာပြိုင်ဆိုင်မှုပြင်းထန်တဲ့တစ်သင်းထိပ်တိုက်တွေ့ဆုံမှုဟာတွန်းတိုက်ကစားပြီးပထမပိုင်းမှာတစ်သင်းလုံးကိုကန်သွင်းခွင့်မရခဲ့ပါဒုတိယပိုင်း55မိနစ်မှာအင်္ဂလန်တောင်ပိုင်းကစားသမားအန်တိုနီဂေါ်ဒိုကအဖွင့်ကိုသွင်းယူခဲ့ပါတယ်။အဖွင့်ကိုသွင်းပြီးအင်္ဂလန်ကအနိုင်ကိုထိဖို့ခံစစ်အားပြုကစားလိုက်တယ်လို့အာဂျင်တီးနားကလည်းခြေပကိုရဖို့တိုက်စစ်မြင်လာရာအာဂျင်တီးနားကအင်္ဂလန်ပွဲတစ်ဝက်အထိဖိအားပေးလာနိုင်တယ်လို့ကိုသွင်းခွင့်တွေလည်းဆက်တိုက်ရလာပါတယ်။အာဂျင်တီးနားရဲ့ကောင်းတိုက်ကန်ချက်အဝေးမှာအပြင်းကန်ချက်တွေကိုအင်္ဂလန်ကိုသမားပစ်ဖို့အကျဉ်းချင်းလက်စွပ်ပြကာကွယ်ခဲ့ပါတယ်။ဒါပေမဲ့85မိနစ်မှာမက်ဆီကင်းပေးတဲ့ဘောလုံးကိုအန်ဇိုဖာနန်ဒက်စ်ကဂိုးအီယာအပြင်ဘက်ကအပြင်းကန်သွင်းပြီးခြေပကိုသွင်းယူလိုက်ပါတယ်။ဇက်တိုက်ဆိုသလိုအာဂျင်တီးနားတို့အနိုင်ကိုရဖို့တိုက်စစ်စီရင်61မိနစ်မှာမက်လေးစတာကန်သွင်းချက်ကိုတိုင်ထိထွက်လာတာကိုမက်ဆီကပြန်လို့ဆယ်ယူပြီးညာချီနဲ့ကိုရှေ့ပြတ်တင်ပေးတာကိုလူစားဝေတိုက်စစ်မှုမာတီနက်စ်ကကောင်းတိုက်ပြီးအနိုင်ကိုသွင်းယူသွားပါတယ်။အကောင်းဆုံးကစားသမားစုကိုတစ်ကိုဖန်တီးပေးခဲ့တဲ့မက်ဆီကရရှိခဲ့ပါတယ်။ဒါကြောင့်ဘူလူပွဲအဖြစ်စပိန်နဲ့အာဂျင်တီးနားတို့ဟာမြန်မာစံတော်ချိန်ဇူလိုင်လ10ရက်နေ့အစော1:30မိနစ်မှာဘူလူကြမှာဖြစ်ပါတယ်။အာဂျင်တီးနားက2011ကမ္ဘာဖလားလက်ရှိချန်ပီယံဖြစ်တယ်လို့2014ကိုပါအမေရိကချန်ပီယံလည်းဖြစ်ပြီးစပိန်က2014ဥရောပချန်ပီယံလည်းဖြစ်ပါတယ်။ဘူလူပွဲဟာဥရောပချန်ပီယံနဲ့တောင်အမေရိကချန်ပီယံဘူလူပွဲဖြစ်လာပါတယ်။ဒီတစ်သင်းဟာပြီးခဲ့တဲ့မတ်လကတာမှာတောင်အမေရိကချန်ပီယံနဲ့ဥရောပချန်ပီယံတို့ကစားမဲ့လီစီမာဖလားပြင်ဖို့ခဲ့ပြီးမှအီရန်နဲ့အမေရိကန်အစ္စရေးစစ်ပွဲကြောင့်ပြတ်ခဲ့တာဖြစ်ပါတယ်။ဘူလူပွဲမှာစပိန်အနိုင်ရဖို့ဆွဲရင်ကမ္ဘာဖလားဘူလူပွဲတစ်ချိန်တက်ပြီးတစ်ချိန်လုံးဘူဆွဲတဲ့အသင်းဖြစ်လာမှာဖြစ်တယ်လို့အာဂျင်တီးနားဘူဆွဲရင်ကမ္ဘာဖလားကို1961ခုနှစ်ကပြရစီနောက်ပိုင်း160ကျော်အတွင်းတစ်ချိန်ဆက်ပထမဘူဆွဲတဲ့အသင်းဖြစ်လာမှာဖြစ်ပါတယ်85မိနစ်နောက်ပိုင်းမှာတစ်ကိုသွင်းပြီးအင်္ဂလန်ကိုရက်ဆက်အသေးခွဲသွားတဲ့အာဂျင်တီးနားနဲ့အနိုင်ကိုတွေကိုဖန်တီးပေးပြီးဆရာကြီးပီတာကြောင့်တတိပြလိုက်တဲ့ GOATG မက်ဆီကမ္ဘာဖလားဆီမီဖိုင်နယ်ဆိုတဲ့အဆင့်အတန်းနဲ့အညီရင်သားမရင်တထိတ်ထိတ်နဲ့အကောက်ဆုံးအလက်အပြောင်းတွေကိုပြသသွားပြီးဘူလူပွဲစီထိုက်တန်တက်လန်သွားခဲ့တဲ့လက်ရှိချန်ပီယံအာဂျင်တီးနားအသင်းကိုအားလုံးပေးကုန်ပြုသင့်ပါတယ်။ဒီပွဲဟာပွဲချိန်85မိနစ်အထိအင်္ဂလန်တို့ကအန်တိုနီဂေါ်ဒိုရဲ့55မိနစ်သွင်းကိုနဲ့တစ်မှထုံမြဦးဆောင်ပြီးဘူလူပွဲတက်ဖို့တေချတဲ့လောက်ရှိနေခဲ့တာပါ။အခြားအသင်းတွေသာဆိုရင်အချိန်မရှိတော့လို့စိတ်လျှော့ပြီးလက်မှန်ချသွားလောက်ပေမဲ့အာဂျင်တီးနားကတော့ဘယ်တော့မှအရှုံးမပေးတဲ့ကမ္ဘာကျော်စိတ်ဓာတ်အဖြစ်နဲ့ပွဲပြီးဖို့10မိနစ်အလိုအထိအစွမ်းကုန်စူးစမ်းတိုက်ပွဲဝင်သွားခဲ့တာတကယ်ကိုကောင်းလွန်လာပါတယ်။တပွဲလုံးမှာဘောလုံးပိုင်ဆိုင်မှုအပြတ်အသတ်ယူထားခဲ့တယ်လို့ပေးဖို့မှုပေါင်း969ကျင်းကိုတိကျမှု94%အထိရှိခဲ့တာဖြစ်ပါတယ်ဗျာ။အင်္ဂလန်ကတော့ဘောလုံးပိုင်ဆိုင်မှု34%သာရှိပြီးဂိုးပေါက်ကန်ချက်6ကျင်းဂိုးပေါက်တဲ့မှု3ကျင်းသာရှိတဲ့ချိန်မှာအာဂျင်တီးနားကတော့73ကျင်းဂိုးပေါက်တဲ့မှု5ကျင်းအထိတရဆပ်ဖိအားပေးကန်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။အင်္ဂလန်တို့ခံစစ်ပိတ်ပြီးအသင်းအလဲတောင်းခံထားပေမဲ့ဇွဲမလျှော့တဲ့အာဂျင်တီးနားရဲ့တိုက်စစ်လိုင်းတွေကိုတော့မဟန့်တားနိုင်ခဲ့ပါဘူးဖြစ်ပါတယ်ဗျာ။နောက်တန်းနဲ့ကိုသမားကေတာတိုင်းမှတာတွေမပါရင်ဒီထက်ကိုပြပါတယ်။အာဂျင်တီးနားအသင်းကိုပွဲပြီးခါနီးအထိစိတ်ချလို့မရဘူးဆိုတဲ့ဂုံပုတ်အတိုင်းပဲကွင်းလေဖန်တီးရှင်ဂျီလီယိုနဲ့မက်ဆီရဲ့အမျှော်အမြင်ရှိပြီးတန်ပါရင်လာတဲ့ဦးဆောင်မှုအောက်မှာအသင်းသားတွေဟာနောက်ဆုံး10မိနစ်အထိအစွမ်းကုန်ကြိုးစားခဲ့ကြတာပါတယ်။
ပွဲချိန်85မိနစ်မှာမက်ဆီဖန်တီးပေးလိုက်တဲ့ဘောလုံးကနေအန်ဇိုဖာနန်ဒက်စ်ကခရီးကိတ်အေးရအနီးကနေလက်ပပြင်းထန်တဲ့ကန်ချက်နဲ့ခြေပကိုသွင်းယူပေးခဲ့တယ်လို့နာကျင်အချိန်ပို90အပေါင်း1မိနစ်မှာလည်းမက်ဆီရဲ့စနစ်ကျတဲ့အကွက်ဆင်ပေးဖို့မူကတစ်စိလော်တာယိုမာတီနက်စ်ကအဖို့တန်အနိုင်ကိုသွင်းယူပြီးပွဲကိုစောက်ထိုးမိုးမျောလှည့်ပစ်လိုက်တာဖြစ်ပါတယ်။ယနေ့ညအာဂျင်တီးနားရရှိခဲ့တဲ့သွင်းကိုတစ်လုံးစလုံးဟာမက်ဆီရဲ့ပါနက်လာတဲ့ဖန်တီးမှုတွေကနေပဲရရှိခဲ့တာဖြစ်ပါတယ်။အနှစ်ချုပ်ရရင်တော့အင်္ဂလန်တို့ရဲ့တစ်ပေါင်း60ကြာဝေးကွာနေတဲ့ချန်ပီယံအိမ်မက်ဟာနာကျင်းအချင်းပိုစက္ကန့်ပိုင်းအလိုမှာတင်ရိုက်ချိုးခံလိုက်ရပြီးလက်ရှိချန်ပီယံအာဂျင်တီးနားကတော့စပိန်အသင်းနဲ့ကမ္ဘာဖလားဗိုလ်လုပွဲကြီးမှာချန်ပီယံဆုကိုကာကွယ်ဖို့ဆက်လက်ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ရှုံးနိမ့်သွားတဲ့အင်္ဂလန်အသင်းကတော့လာမီတတိယနေရာလုပွဲမှာပြင်သစ်အသင်းနဲ့အကျိတ်အနေရှင်ပြိုင်ကစားရဦးမှာဖြစ်ပါတယ်။အသေးရဆရာကောင်းလုံးတဲ့ကမ္ဘာကျော်အာဂျင်တီးနားစိတ်ဓာတ်နဲ့မက်ဆီရဲ့ဖန်တီးမှုတွေအပေါ်တကယ်ကုန်ပြုသစ်ပါတယ်။ဒီလိုအသေးဒီလိုဆွေးမျိုးကအာဂျင်တီးနားမှာပဲရှိတယ်။ဂိုယူပါတယ်။မက်ဆီရဲ့တကယ်ထိုက်တန်ပါတယ် support and မိုးကြနဲ့ကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။